ဇလန်းမီမနှက်ဖြန်အတွက်ယနေ့ဇက်ကောင်တီးကချုံမြင့်သူခေါ်မြင့်မြင့်အသက်24နှစ်အရွယ်ကျေးရွာကနေရန်ကုန်ကိုလာတင်ကြားတက်ခဲ့တဲ့လူငယ်တယောက်ဖိုးအိုနဲ့အတူရေဘေးအနေနဲ့များတဲ့မြစ်ဖေးရွာတရွာမှာမွေးဖွားခဲ့သူအကြောင်းအရာချုံမြင့်သူဟာတင်နန်းဖိုးတော်မလုံလောက်တဲ့အခြေအနေတွေကနေစတင်ခဲ့တာမိဘရှိအဖိုးအိုအနားမှာကြီးပြင်းလာရင်တကယ်တမ်းကြောင်းမတက်နိုင်ခဲ့ပဲတောင်ယာလုပ်ငန်းတွေလုပ်ရင်းဘဝနဲ့မျှော်မှန်းချက်ကြားမှာတစ်ဖက်မကြပဲတိုက်ခိုက်နေခဲ့တယ်။ဒီနေ့သူ့ကိုယ်သူချမှတ်လိုက်တယ်။ကျေးရွာကနေမြို့ပြကိုရောက်ရင်ငါဘဝပြောင်းမယ်။မြို့ပြကိုရောက်ပြီးနောက်ဆိုင်မှာအလုပ်လုပ်ရင်းညချမ်းတိုင်းလျှက်စစ်မဲ့အိမ်ငါးလေးမှာ YouTube နဲ့ Python တပုတ်စီတက်လာတဲ့သူဟာအပတ်စဉ်အလုပ်ခွင်ထဲမှာ Computer Maintenance လုပ်တဲ့သူတွေအနားမှာရှိနေပြီးခြုံငုံသိလာခဲ့တယ်။ဒီနေ့အကြာမှာတော့ချုံမြင့်သူဟာ freelance web developer တယောက်ဖြစ်လာခဲ့တယ်။ပထမဦးဆုံးဝင်ငွေကမော်တော်ဆိုင်ကယ်တစ်စီးပေါ်က delivery လုပ်ရင်းတွေကစုထားတဲ့နှစ်သိန်းနဲ့ online class တက်တာပါပဲ။ခုတော့သူ့လုပ်ငန်းကို Keban Protect လို့နာမည်ပေးပြီးကျေးရွာကနေမြို့ကိုတင်ကြားဖို့ဤပညာသင်တန်းဖွင့်ထားတယ်။သူ့ရဲ့ YouTube channel ကလည်းလူငယ်တွေအတွက် motivation ဖြစ်လာတဲ့သင်ခန်းစာအခက်ခဲကမတားနိုင်တဲ့အရာမဟုတ်ပါ။စူးစမ်းမှုဟာတကယ်ဖြစ်လာနိုင်တဲ့အောင်မြင်မှုရဲ့အမြစ်ဖြစ်တဲ့ဤပညာနဲ့အတူစိတ်သဘောထားမှန်ရင်ဘယ်နေရာကပဲလာဘဝတက်လို့ရတယ်။